Hello guys ဒီနေ့ကတော့အိုင်နေမလို့ပဲနဲ့အိမ်၃နေရာကိုသွားပြပါမယ်လက်ရစခွာလေးလုပ်ပြပါဦး Let's go သွားကြစို့အဲ့ဆိုရင်စသွားကြရအောင်ဒီမှာဒီစနေပဲသွားကြပါဦးနော်ဒီကတော့ဒုံကြီးပဲသွားတော့မယ်နောက်ထပ်ဘယ်နေရာသွားမယ်ဆိုတော့နောက်ကကြပါဒီမှာအိမ်တစ်လုံးမှာမဘောတော့မှာအိမ်တစ်လုံးဆေးဘူးလည်းပြည့်ရှင်ပါဆေးဘူးလည်းမသိဘူးတော့ပါနောက်ပြီးဆေးဘူးယူလို့ရှင်ကတ်ခုံနေပါအိမ်နောက်တက်ရှင်တက်လည်းမခဏလောက်ဒီအိမ်ဝယ်လို့ရပါတယ်မွေးလေးရပါတယ်နော်ဘာဖြစ်လို့လဲဆိုဒီအိမ်ရဲ့ဝယ်စရာမလိုဘူးပေါ့နော်ထိုင်းမင်းနာတိလို့ရတယ်မရှိလဲချိုးလို့ရတယ်အဲ့ဒါတနေရာသွားပြပါမယ်၃နေရာပေါ့နော်၃နေရာပေါ့စမတိတော်မကတော့၃နေရာပဲတည်ရပါနော်ဒီမှာတစ်ခုပါဒီမှာတစ်ခုပါအဲ့လည်းဝင်လို့ရတယ်ပေါ့နော်မကိုပါကိုဒါရထည့်ရမှာလေပစ္စည်းတွေဘာကိုပစ္စည်းထည့်ရမှာဟိုအိမ်ကကျတော့ပစ္စည်းတွေထည့်ပြီးသားပေါ့နော်ဒီအိမ်ပေါ်တက်ပံဟုတ်ကဲ့အဲဒီပေါ်မှာလည်းရှိတော့တပါးရှိအဲ့ဒါနော်ဒီဆိုလိုက်ပေါ့နော်ပြောမယ်ဆိုလိုက်အဲ့ဒါတနေရာသွားပြပါမယ်ဘာလို့လဲဒီနေ့မှတခမ်းမှာတခမ်းမှာစောထုံးမငယ်ကြီးမအိတ်တက်ဘူးပေါ့နော်ဒီနေ့မှာပေါ့နော်အဲ့ဒါမှဈေးဝယ်စားလို့ရတယ်ပေါ့နော်ကော်ဖီလေးပါလေးတောက်ကောင်းလိုက်ထားအတိုင်းတို့နဲ့တောင်းမှတ်ပါလေရှင်ဒီကမိုးရွာနေလို့ပါနော်ဒီမှာရေချိုးလို့ရပါတယ်အပေါ်တက်ကိုသွားမယ်ပေါ့နော်အတန်တို့ရခုလို့ပြပါစိတ်မစိုးကြပါနဲ့တက်မယ်ပေါ့နော်ဒီဘက်ခါမှာလည်းအလိုပေါ့နော်အလိုပဲခဏအတန်းမယ်နော်ခဏအတန်းမယ်အဲ့လိုမျိုးအခန်းငှားလို့ရတယ်ပေါ့နော်အဲ့လိုမျိုးအခန်းငှားလို့ရတယ်ဒီခါမှာကျတော့လည်းအလိုပဲအတူတူပဲပေါ့နော်ဘယ်သူမှမပြောအော်ဒီခန်းကကျတော့နည်းနည်းတော့ပြောင်းလဲတယ်ပေါ့ဒီမှာဒီအဲ့ခန်းမှာကြည့်ပါဒီမှာအဝစားလေးရတာမဟုတ်ပါဒီမှာရေချိုးရတာပါဒီမှာပါအေးရခုနကအေးရလို့မျိုးပဲပေါ့နော်ဒီနားမှာလည်းစားလို့ရတယ်ပေါ့နော်ဝယ်စားလို့ရပါတယ်ညီမကတော့ဒီဥစ္စာပဲဝယ်စားရတယ်ဥစ္စာဝယ်စားလဲကော်ဖီပဲရတာပါနော်ကော်ဖီတာနဲ့နားမယ်အဲ့ဒါအားလုံးပဲဘိုင်ဘိုင်ပြေတော့ကြပါ